ဝဝေးငါ့ကိုရှစ်လက်မနှစ်ထပ်ပေါက်လေးပြပေးပါအောင် ဟုတ်ကဲ့ပြပေးမှာပေါ့ရှစ်လက်မနှစ်ထပ်ဆိုရင်ပန်ဆိုဒါဘရန်ကနေထွက်ရှိထားတဲ့ဒီပေါက်လေးရှိရပေါ့သူ့မှာဆိုရင်အတန်တိုးချက်ခလုတ်လေးရှိမယ်ပြီးရင်ဒီဟာလေးကတော့မိုက်တန်တိုးချက်ခလုတ်သူကဒီလိုမျိုး wireless mic တစ်လုံးအပြင်မိုက်ပေါက်တစ်ပေါက်မိုက်ပေါက်ကနှစ်ပေါက်တောင်ပါဝင်နေမှာပေါက်နှစ်ပေါက်ပါဂီတာပေါက်တစ်ပေါက်ပါဝင်မယ်သူ့ရဲ့အဆုံးပေါက်က DC5 ဖို့ဒါလေးကတော့ power ခလုတ်အဖွင့်အပိတ်လေးသူက Bluetooth နဲ့ချိတ်လို့ရတယ်လို့ TF တို့ USB ကတ်တို့နဲ့လည်းသုံးလို့ရတယ် AUX ပါတဲ့အတွက်ကြောင့်မလို့ TV တို့ဖုန်းတို့နဲ့လည်းလွယ်တကူ join လို့ရတယ်ပြီးတော့ဒါလေးကတော့ travel ခလုတ်ဒါလေးကတော့ bass အတူကျဲခလုတ်ပေါ့နော်ဒါကတော့ guitar တန်တူးကျဲခလုတ်ဒါအေကူချိန်နဲ့ခလုတ်ဒီမှာဆိုရင် radio တို့ line မှုလို့ပြောင်းတဲ့ခလုတ်ဒါလေးကကြတော့ရှေ့ကြောဒါလေးကတော့နောက်ကြောဒီမှာခလင်မှာရက်တဲ့ဟာ EQ ခလုတ်ပါမယ်ဒါလေးကတော့ record ခလုတ်လေးပါပါမယ်ရှင်ဒီပေါက်လေးရဲ့ဈေးနှုန်းလေးကတော့4,200,000ဖြစ်ပါတယ်ရှင်ဒီပေါက်လေးကိုမိုင်းလိုပါကViber ဖုန်းနံပါတ်ဖြစ်တဲ့3993399339948080မှာဆက်သွယ်မှယူနိုင်တယ်လို့ Mokin Online Shop Facebook Page Messenger နဲ့လည်းဆက်သွယ်မှနိုင်ပါတယ်ရှင်